computer science နဲ့ cyber security ကဘာကွာလဲဒါတော်တော်များများမေးကြတယ်မေးခွန်းဖြစ်တယ်အထူးသဖြင့်ကျွန်တော် career ရွေးတဲ့အချိန်မှာဘာရွေးလို့ရွေးရမှန်းမသိတဲ့လူတွေအနေနဲ့ဒီဗီဒီယိုကြည့်တင်ပါတယ်ဘာလို့လဲဆိုတော့ cyber security နဲ့ computer science ကလောက်ရတဲ့ပုံစံကမတူဘူးပေါ့နော်လေးလာရတဲ့ focus လုပ်ရတဲ့အရာတွေကလည်းမတူပါဘူးဟုတ်ပြီနော်အဲ့တော့ computer science ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ beta လို့မြင်လိုက်လို့ရတယ်သူကတိဆောက်တဲ့လူပေါ့ကွာ beta ဆိုရင်ကျွန်တော်တို့ကဘာတွေကိုတိဆောက်မလဲဆိုတော့ကျွန်တော်တို့ system တွေကျွန်တော်တို့ software တွေတိဆောက်ရမယ်အဓိကသူက focus လုပ်တာကဘာတွေကိုအဓိကလုပ်ရမလဲဆိုတော့ကျွန်တော်တို့ programming လုပ်ရမယ်ပြီးရင် data structure သိရမယ်ပြီးရင် software engineering သိရမယ် AI เนาะဒါမျိုးတွေကျွန်တော်တို့အကုန်လုံးသိရမှာဖြစ်ပါတယ်เนาะအဓိကကတော့ကျွန်တော်တို့ beta အဲ့လိုမျိုးလေးမှတ်ထားလိုက်ရပြီအဓိကသူကဖန်တီးရတာပေါ့ဥပမာအနေနဲ့ပြောရရင်ကျွန်တော်တို့ကဒီ computer science ကဘာကိုဖန်တီးလဲဆိုတော့ကျွန်တော်ထားပါတော့ကျွန်တော်တို့ဟို video streaming platform တခုဖန်တီးမယ်ပေါ့နော် video streaming နော် platform ကိုဖန်တီးမယ်ဒါမျိုးဆိုရင် video streaming platform ကိုဖန်တီးဖို့ဆိုရင် computer science ကနေပြီးအကုန်လုံးအစအဆုံးเนาะအကုန်လုံးလုပ်ရတဲ့အရာမျိုးဖြစ်ပါတယ်ကျွန်တော်တို့ beta ဆိုပြီးတော့မှတ်ထားလိုက်ရပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ cyber security ကတော့ကျွန်တော်တို့ဘယ်လိုမှတ်လို့ရမလဲဆိုတော့ကျွန်တော်တို့ protector လို့မှတ်လို့ရတယ်သူကဘာတွေကို protect လုပ်ရလဲဆိုတော့ကျွန်တော်တို့ computer system တွေရှိမယ်ကျွန်တော်တို့ network တွေရှိမယ်ပေါ့နော်ဒါမျိုးတွေကိုကျွန်တော်အဓိက protect လုပ်ရတယ်အဓိကပြီးရင်သူကဘာတွေကိုအဓိကထားပြီးလေးလာမယ်ဆိုရင်ဘာတွေလုပ်ရမလဲဆိုရင်ကျွန်တော်တို့ ethical hacking လုပ်ရမယ်ကျွန်တော်တို့ vulnerability assessment ရှိမယ်ကျွန်တော်တို့ network security ရှိမယ် risk management ရှိမယ်သူကဒါမျိုးတွေကိုအဓိကကျွန်တော်တို့ focus လုပ်ရပါတယ်เนาะအထူးသဖြင့်ပြောရရင်ကျွန်တော်ဒီအပေါ်မှာကွာဒီမှာဒါထားပါတော့ computer science ကနေပဲကျွန်တော်တို့ video streaming platform တခုဖန်တီးလိုက်ပြီအဲ့ဒီဖန်တီးလိုက်တဲ့ကျွန်တော်တို့ဒီ platform ကိုကျွန်တော်တို့ရဲ့ဒီ cyber security တွေကเนาะဒီဟာမှာကျွန်တော်တို့ hacker တွေဝင်ပြီးတော့ဖောက်ထွင်းမှုမလုပ်နိုင်အောင်ဘာအားနည်းချက်တွေရှိလဲဒါမျိုးတွေကိုကျွန်တော်တို့စစ်ဆေးပြီးတော့လောက်ဆောင်ရတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ဒီ cyber security ဆိုတာတော့ဥပမာအနေနဲ့ပြောရင်ကျွန်တော်လက်ကူမှတ်ချင်တယ်ဆိုရင်เนาะcomputer science ပေါ့နော် CS ပေါ့ computer science ကိုကျွန်တော်တို့အိမ်ဆောက်တဲ့အခါမှာဘယ်လိုဥပမာပေးလို့ရမလဲဆိုအိမ်ဆောက်တဲ့အခါမှာသူကအုတ်တွေစီတာတွေရှိမယ်เนาะအုတ်စီတာမျိုးတွေရှိမယ်เนาะ foundation ချတာမျိုးတွေရှိမယ်ကွာပြီးရင်ကျွန်တော်တို့ဘာရှိမလဲကျွန်တော်တို့မီးကျိုးတွေ့တာတွေရှိမယ်เนาะမီးတွေ့ပေါ့အဲ့လိုမျိုးအိမ်တစ်လုံးကိုအလုံးလိုက်ပေါ်လာအောင်စောက်ရတာကိုကျွန်တော်တို့က computer science လို့မှတ်ထားလိုက်ပြီးရင်နောက်တစ်ခုကကြတော့ cyber security เนาะ cyber security ကကြတော့အဲ့လိုမျိုးဒီကောင်နေအိမ်ဆောက်ရွာကြီးဆိုရင်သူကဘာလုပ်ရလဲဆိုတော့ကျွန်တော်လုံခြုံရေးအတွက်ကျွန်တော်တို့ဒါထားပါတော့ chance 0ခတ်တာတွေဟမ်เนาะပြီးရင်ကျွန်တော်တို့ဒီထက်ပို့ပြီးတော့လုံခြုံနေတယ်ဆိုကျွန်တော်တို့ CCTV တက်တာမျိုးတွေနောက်တစ်ခုပြီးရင်တော့အိမ်တကားတွေကိုကျွန်တော်တို့တော့ကလောက်ကကောင်းလားမကောင်းလားစစ်ဆေးတာမျိုးတွေဒါမျိုးတွေကိုကျွန်တော်တို့ကလှုပ်ဆောင်ရတာဖြစ်တယ်ပေါ့နော်ဒါမျိုးအခုဆိုရင်ကျွန်တော်တို့ computer science နဲ့ cyber security ဘယ်လိုမျိုးလေးကွာခြားလဲလေ့လာတဲ့အရာတွေကလည်းဘယ်လိုကွာခြားလဲဆိုတာကိုသိလောက်ပြီလို့ထင်ပါတယ်เนาะမိတ်ဆွေတို့အနေနဲ့ cyber security ကိုလေ့လာခြင်းလို့ cyber security foundation လေးကိုစပြီးတော့လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာcyber security foundation class ရှိပါတယ် page ချက်ပေါက်ကို cyber security foundation လို့ပို့ပြီးတော့သင်တန်းအသေးစိတ်စုံစမ်းလို့ရပါတယ်